နေ့မြတ်စွာဘုရားဟောထားတဲ့ဒါနသီလအဝနာလို့ဆိုတဲ့ဘာဝနာလုပ်ငန်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းနေပြီးတော့ဟောကြားပြပါဘာဝနာဆိုတာမြတ်သိနေတဲ့ကမ္မထမ်းပါပဲဘာဝနာဆိုတာကိုယ်ရင်တဲ့နှလုံးထဲမှာတတိတရားတိုးပွားအောင်လေ့ကျင့်ခြင်းသမာဓိတရားတိုးပွားလာအောင်လေ့ကျင့်ခြင်းအသိပညာတိုးပွားလာအောင်လေ့ကျင့်ခြင်းဘာဝနာဆိုတာဥပပဒနာဝတ္တနာလို့ဆိုတဲ့မဖြစ်သေးရင်ဖြစ်အောင်လုပ်တာဖြစ်ပြီးရင်တိုးလာအောင်လုပ်တာဒီနှစ်ခုပဲအဲ့တော့ဘာဝနာလောကဒါနနဲ့လည်းမတူဘူးသီလနဲ့လည်းမတူဘူးခဏပြောတဲ့ကမ္မထာအားထုတ်တယ်ကမ္မထာအားထုတ်တယ်ကမ္မထာနာဆိုတာကမ္မဆိုတာဒီဘာဝနာလုပ်ငန်းကိုကမ္မလို့ခေါ်ကမ္မဆိုတာလုပ်ငန်းဌာနဆိုတာအာယုလုပ်တဲ့နေရာမှာလုပ်ရဲ့ဥဒိကျေဆိုတာရှိတယ်အာယုဆိုင်ရမယ်အချက်ရှိတယ်ကမ္မဌာနဆိုတဲ့စကားလုံးနှလုံးမှာကမ္မဆိုတာအပြောတာလို့ဆိုရင်ဘာဝနာလုပ်ငန်းလုပ်ငန်းဆိုတာမျိုးရှိတယ်လေကုန်ထုတ်တဲ့လုပ်ငန်းလားစာရေးတဲ့လုပ်ငန်းလားဖြန့်ဖြူးတဲ့လုပ်ငန်းလားမျိုးစုံရှိတယ်ပဲဒီနေရာမှာကမ္မလုပ်ငန်းဆိုတာဘာဝနာလုပ်ငန်းပြောတယ်ဘာဝနာဆိုတာဘာခေါ်တာတော့ကိုယ်ရင်ထဲမှာတတိသမာဓိပညာမဖြစ်သေးရင်ဖြစ်အောင်လုပ်ခြင်းဖြစ်ပြီးလို့ရှိရင်တို့ဘွားလာအောင်လုပ်ခြင်းအဲ့ဒီလုပ်ငန်းလောကမှာလုပ်တဲ့လုပ်ငန်းတွေမှန်တယ်ဗျဥဒိယရှိရအဲ့တော့ဘာဝနာလုပ်ငန်းရဲ့ဥဒိထားရမယ်ဟာကဌာနအဲ့ဒီဌာနဆိုတာဘာလို့ဆိုရင်စိတ်နဲ့စိတ်ဆိုင်နေစိတ်နဲ့ဆိုင်ရမယ်နေရာစိတ်ထားရမယ်နေရာကြည့်ရမယ်နေရာဆိုလိုတာတော့ object အာယုံကိုပြောတယ်နော်ဘာဝနာလုပ်ငန်းရဲ့အာယုံကိုကမ္မထံလို့ခေါ်တယ်ဘာဝနာလုပ်ငန်းရဲ့အာယုံကိုကမ္မထံအဲ့တော့ဘာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေကိုရှင်းရှင်းလေးနားလည်အောင်နားထောင်ကြရမှာပြီးတဲ့အခါကျတော့စဉ်းစားဘာဝနာလုပ်ငန်းရဲ့အာယုံဖြစ်လို့ကမ္မထံဘာဝနာဆိုတာတတိသမာဓိပညာတို့ဘာအောင်ပြုလုပ်ခြင်းလို့တည်ပဲရတယ်ဘုရားဘာသာမှာဘာဝနာနှမျိုးခွဲထားတာရှိတယ်သမထအဝနာနဲ့ဝိပဿနာအဝနာသမာဓိကိုအဓိကထားပြီးတော့တို့ဘာအောင်လုပ်တာကသမာဓိဘာဝနာခေါ်တဲ့အခါကျတော့သမထလို့ခေါ်တယ်ဘုံနဲ့တန်နေပြည့်နေတော့နည်းနည်းသိခါပြီးနားထောင်ကြနော်သမထဆိုတာစိတ်မငြိမ်သက်မှုတွေကိုငြိမ်အောင်လုပ်တာသူရဲ့အဓိပ္ပာယ်ကစကားလုံးသုံးလို့ရှိရင်အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်နားလည်ဖို့လိုတယ်စကားလုံးကလုပ်ငန်းကိုဖော်ပြတာဖြစ်တယ်နော်နားမလည်လို့ရှိရင်လွယ်မှာကုန်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်စီပွားရှာတဲ့ကိစ္စပဲဖြစ်ဖြစ်ဘာလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်နားလည်အောင်နားလည်ပြီးလုပ်မှအမှားမှဆိုသိတယ်ဒါကြောင့်သမထဆိုတာမငြိမ်သက်မှုတွေကိုငြိမ်သက်အောင်လုပ်တာသမထဘာဒီမငြိမ်သက်ဖြစ်နေလဲဆိုရင်စိတ်ထဲမှာလောဘဖြစ်နေရင်မငြိမ်ဘူးဒေါသဖြစ်နေရင်မငြိမ်ဘူးတွေးပြီးတော့ပူနေရင်မငြိမ်ဘူးစိတ်ရောက်ရက်ခတ်နေရင်မငြိမ်ဘူးစိတ်အားတွေရောကြပြီးတော့အချင်းထိုင်ပိုင်းနေရင်လည်းဒါစိတ်ငြိမ်ဘူးလို့ခေါ်တယ်တန်တရားဖြစ်နေရင်လည်းစိတ်ငြိမ်ဘူးအဲ့ဒီစိတ်မငြိမ်တဲ့အခြေအနေတွေကိုငြိမ်သက်သွားစေတာကသမထ
ထာရဲ့အဓိကဥဒိချက်ကပါတော့သမာဓိဆိုတာအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုကြာထားတာဟိုအာယုတရားအာယုမရွှေ့သေးပဲနဲ့လူရဲ့စိတ်ဟာမြောက်နေတူတယ်မြောက်ဆိုတာဒီတကိုင်းဆွဲခိုင်းလိုက်လွတ်လိုက်ဟိုတကိုင်းဆွဲခိုင်းလိုက်လွတ်လိုက်ဟိုခုန်ဒီခုန်သွားနေတာအငြိမနေဘူးပြောတာနော်တကိုင်းအမြဲတမ်းကိုင်းထားတာမဟုတ်ဘူးဒီတကိုင်းလွတ်လိုက်ဟိုတကိုင်းကိုင်းလိုက်နေတကိုင်းနေပေါ်မှာခုန်လွှားနေတာစိတ်ကလည်းထို့တူပဲဒါအကိုအာယုပြုလိုက်ဟိုအကိုအာယုပြုလိုက်နေစိတ်တွေကခုန်ကြောပြန်လွှားမငြိမသက်ဖြစ်နေတာအဲ့ဒါကိုငြိတော့အောင်လုပ်တာသမထလို့ခေါ်တယ်ဒါကတစ်ခုနော်သမထကစိတ်ငြိဖို့အဓိကထားတယ်ဒုတိယဘာဝနာဆိုတာဝိပဿနာဆိုတာမြင်ရောမြင်စဉ်မြင်တာမဟုတ်ပဲနဲ့ဝိဆိုတာထူးခြားပဿနာမြင်တာကိုယ်မြင်ဟာ different vision ဆိုလိုတာထူးခြားတဲ့အမြင်ဝေပြချမ်းသာတဲ့အမြင်ဒါပေမဲ့ဘယ်လိုဝေပြချမ်းသာတာလို့ဆိုရင်တာမန်ပုဂ္ဂိုလ်တွေကပြောမယ်ဆိုရင်သူတို့ထင်တယ်ငါတို့ထင်တယ်သရဝါလို့ထင်တယ်လူတို့ထင်တယ်နတ်တို့ထင်တယ်တရားဝတ္ထုတွေလို့ထင်တယ်အဲ့ဒါရိုးရထင်မြင်ချက်ပဲအဲ့ဒီရိုးရထင်မြင်ချက်နဲ့မတူဘူးငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးယုံနဲ့နတ်နဲ့နှစ်ခုသာရှိတယ်လို့မြင်တာအဲ့ဒါထူးခြားတယ်မြင်သူများနဲ့မတူတဲ့မြင်နောက်တစ်ခုကအများကမြဲတယ်ခိုင်မာတယ်လို့မြင်တယ်ဝိပဿနာနဲ့ကြတော့မမြဲဘူးမခိုင်မာဘူးလို့မြင်တယ်အများမြင်တာကချမ်းသာတယ်လို့မြင်တယ်ဝိပဿနာမြင်ကြတော့ချမ်းသာတာမရှိဘူးဒုက္ခပဲဖြစ်တယ်အများမြင်တာကကိုယ်လိုရင်ဖြစ်တယ်လို့ကိုယ်လိုတိုင်းဖြစ်တယ်လို့မြင်တယ်ဝိပဿနာကြတော့ကိုယ်လိုတိုင်းမဖြစ်ဘူးလို့မြင်တယ်အဲ့ဒါ different vision ကျန်တာတွေကိုစัจ မဲ့မြင်တာတွေအကုန်လုံးဝိပဿနာပြောတာမဟုတ်ဘူးနော်စကလုံးဆိုတာကတ္တချက်ရှိတယ်အများမြင်နေတဲ့အတိုင်းမမြင်မနဲ့ထူးခြားပြန်တာသို့တော့စာပေကျမ်းကနေမှာဝိပဿနာရဲ့အထိပ္ပယ်ကိုဖွင့်တဲ့အခါမှာဝိတိဟိအာကာရိဟိအနိစ္စတိလက္ခဏိပဿနာဝိပဿနာအနိစ္စဒုက္ခအနတ္တဆိုတဲ့ထူးခြားတဲ့ပုံစံမျိုးနဲ့ရှုပ်တဲ့နေပေါ်မှာရှုမြင်တယ်လို့ပြောတာနော်အနိစ္စလို့မြင်တယ်ဒုက္ခလို့မြင်တယ်အနတ္တလို့မြင်တယ်ဒါကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့ဒီဝါလေးတွေကိုပထမသိအောင်မှတ်သားကြအောင်ဖြစ်တယ်ဘယ်စကားလုံးပဲဖြစ်သူကသူ definition ဆိုတာရှိတယ် define လုပ်ရတယ်ဒါအကန့်အသတ်နဲ့ပြောတာဥပဒေတွေဘာတွေဖတ်ဖို့ရမလားနိုင်ငံတော်စီမင်းဆိုရင်နိုင်ငံတော်ဆိုသည်မှာစီမင်းဆိုတာပါတိတိကျကျကန့်သတ်ထားဒါစကလုံးရဲ့ကျေဝမှုကိုကန့်သတ်ပေးတာအခုလည်းပဲကမ္မထာလုံးတယ်ဆိုတာကမ္မထာအယုံကမ္မထာဆိုတဲ့အဓိပ္ပာယ်တွေအလုံးဟာသူကသူကန့်သတ်ထိပေါက်မှုမကြော်ရဘူးလို့ဆိုလို့ပဲနော်အဲ့တော့ဒါကဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်အားလည်းအောင်ပြန်ဓမ္မပြေမှာကမ္မထာပြတာလေရွေးရှိတယ်ဘယ်ကမ္မထာပဲပြပြီးတကသုံးပုံနဲ့မှာပါရဖြစ်ရမယ်နော်ပြီးတကသုံးပုံနဲ့ညီရမယ်မညီဘူးဆိုလို့ရှိရင်တော့ဒါကဘုရားဟောတာမဟုတ်ဘူးပေါ့ဆိုလိုတာကအဲ့ဒါလေတတိထားကြရမှာဖြစ်တယ်ပေါ့အနုဘုဆိုလို့ရှိရင်ဟိုဘုန်းကြီးကတမျိုးဟောတယ်ဒီဘုန်းကြီးကတမျိုးဟောတယ်ဆိုတော့
စိတ်ထဲမှာစဝေးစောအရေးဖြစ်လာတယ်အဲ့တော့စံထားစရာပိဋကသုံးပုံရှိတယ်ဘုန်းကြီးတို့ခေါ်မဲ့ဟာကစာအုပ်နဲ့စာထမ်းပြီးတော့စံထားတဲ့အတိုင်းရှင်းပြမှာပဲဖြစ်တယ်နော်ကိုတွေ့ကမ္မထာဆိုတာပြုတ်မပြောဘူးဖျားတွေ့တဲ့ကမ္မထာပဲပြောနော်တခါတည်းအကြည့်ပေါ့ရွှေကုန်းဖျားပေါ်ပဲတက်ကြည့်ကိုတွေ့ဆိုတာပြောပြတော့မို့ရွှေကုန်းဖျားအကြောင်းသမိုင်းစာအုပ်ကိုဖတ်ထားတယ်စာတွေ့ဘယ်ဟာကပြည့်စုံတယ်လဲတွေ့ကြည့်လိုက်လေကိုတွေ့ကပြည့်စုံတာလားစာတွေ့ကပြည့်စုံတာလားစာရဲမှာပြည့်စုံကိုမြင်တာပဲပြောတာမမြင်တာတွေအများကြီးပဲဟုတ်တယ်မလားဟိုဆိုလိုတာကကိုတွေ့ဆိုတာကိုလူတွေကအထင်ကြီးကြလို့ပြောတာထင်မကြီးနဲ့သူတွေ့ကိုတွေ့ဆိုတာဟုတ်ချင်မလားဟုတ်ဒါကဖျားဟောထားတဲ့အတိုင်းပဲမှာဟုတ်တယ်မလားကိုတွေ့တယ်ဆိုတာကိုမြင်တာပြောတာလေကိုမမြင်တာတွေကပြာကြီးပဲကိုခဏကိုတော့ကိုနောက်စီကိုမြင်မှမမြင်ကိုနေရနောက်ဖြာမြင်မှမမြင်ဟုတ်တယ်မလားကိုမတွေ့တာတွေပြာကြီးအဲ့တော့တွေ့တာကအမှန်မတွေ့တာအမှားလို့ပြောရင်ရောမှန်မလားမှန်ဘူးအဲ့ဒါကြောင့်မလို့ဆိုလိုတာကအခုစားရဲပြီးတယ်မှာပိဋကသုံးပုံဆိုထားတဲ့ဟာကိုရှင်းပြီးတော့ဟောမှာပေါ့နော်ရှင်းပြီးတော့ဟောတဲ့အခါမှာတခြားပုဂ္ဂိုလ်တွေဟောရတဲ့မတူတာရှိရင်ကွယ်လွယ်နေတာရှိရင်တော့ဒါသူကတမျိုးဟောတာပဲသူကတမျိုးဟောတာပဲဒါမှတ်ထားကျင်းစရာမဟုတ်ဘူးသူဟာမနဲ့ငါမနဲ့မညင်နဲ့ဘယ်တော့မှမညင်နဲ့မြတ်စွာဘုရားလည်းညင်အကုသိုလ်ပဲဖြစ်တယ်ကိုချိုက်တာကိုလို့လောကကြီးကကိုချိုက်တဲ့ကိုလို့ကြတာပဲမဟုတ်လားကိုသွားခြင်းနဲ့လမ်းသွားလိုက်ဒါရှိသွားညင်မနေနဲ့အော်သူပြောတာကတမျိုးပဲစားရဲရှိတာဒီလိုရှိတယ်ဘုန်းကြီးကပြောမှာတော့စားရဲရှိတာပြောနော်စားရဲရှိတာကိုနားလဲအောင်ရှင်းပြပါဘာလို့ဆိုကိုလေးအိဋ္ဌာသင်ထားလို့ဒီအသိရတာလေစာကလာတဲ့အသိလွဲတော့တာမရှိဘူးဟုတ်ဆရာတော်ကြီးနှစ်ပါးပြောတယ်ဆိုတဲ့အစဉ်လာမှတ်သားခဲ့တဲ့စကားလေးတစ်ခုပြောပြမယ်ဗမာပြည်မှာကမ္မထာနဲ့ပတ်သက်ပြီးတော့စာပေနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ဆရာတော်ကြီးတွေအများကြီးရှိတဲ့ထဲပဲမုံရမျိုးကလေတီဆရာတော်မန္တလေးမျိုးကမဟာဝိသုဒ္ဓယုတ်ဆရာတော်မင်းတို့ရဲ့လက်ထက်ကနော်မင်းတို့ရဲ့လက်ထက်ကမဟာဝိသုဒ္ဓဆရာအဲ့ဒီမဟာဝိသုဒ္ဓယုတ်ဆရာတော်လေတီဆရာတော်ဆိုတာတခိတဲ့ပေါ်ပေါ်ပြီးမဲ့ဝိသုဒ္ဓဆရာတော်ကငါဝါနှစ်ကြီးတယ်လေတီဆရာတော်လည်းငါနှစ်လောက်ကြီးတယ်နော်လေတီဆရာတော်ငယ်တယ်လေတီဆရာတော်ကစာရေးလို့ရှိရင်သူစိတ်ကူးတွေနဲ့ရှိတယ်ဒီပတိတွေဖတ်ကြည့်တွေ့တယ်နော်သူကြိုက်တာလေးတွေထည့်ပြီးတော့ဝိသုဒ္ဓဆရာကြီးကတော့စာတဲ့အတိုင်းပဲရှင်းရေးဒါတစင်ကြပါဟုတ်တယ်မဟုတ်တာတော့ဘုန်းကြီးကိုယ်တိုင်ကြားတာတော့မဟုတ်ဘူးတစင်ကြပြောစမှတ်ပြုကြတာပေါ့နော်အဲ့မှာနှစ်ပါးတွေ့တဲ့အခါမှာလေဆရာတော်ကြီးကပြောတယ်ဆရာတော်ကစာရေးတဲ့အခါစာလိုက်စာတဲ့အတိုင်းရေးတာကိုလို့ပြောတယ်အဲ့တော့ဝိသုဒ္ဓဆရာကြီးကပြောစာတဲ့အတိုင်းမရေးပါအောင်မှာပေါ့ဗျာဒီတစ်ခုမှပြောရှင်ပြရေးတာစာတဲ့အတိုင်းရေးနေတာကိုဟောပြောလိုက်တာစာတဲ့အတိုင်းရေးစာဆိုတဲ့အတိုင်းကိုတော့ရေးတာကိုတွေးမပါဘူးဆိုတဲ့အထိပ္ပယ်ပေါ့ခင်ဗျဝိသုဒ္ဓဆရာကြီးကပြောလို့စာတဲ့အတိုင်းမရေးမှာအောင်မှာပေါ့ဗျာအဲ့ဒါတိကျစတာနော်ဟုတ်လားမဟုတ်လားဘာလို့လဲဆိုရင်ဘုန်းကြီးတို့တွေဟာဘုရားဟောမှသိရတယ်ဘုရားဟောတဲ့တရားတွေကို
စဉ်လာထိမ့်သိမ့်ပြီးတော့တက္ကရာ6တန်တည်ပြီးတော့ထိမ့်သိမ့်ဆော့ရှော့လာတဲ့ဖះဟောတဲ့ပါဠိစကားလုံးတွေအတိုင်းသိမ့်ထားတဲ့ပိဋကသုံးပုံဟုတ်တယ်မလားအဲ့ဒီပိဋကသုံးပုံမှာအထိပ္ပယ်တွေသူကတတ်မှတ်ပြီးသားတွေရှိတယ်ကျွန်တော်အဲ့ဒါကိုမမှတ်သားပဲသုံးပုံမသိပဲသိရတဲ့နဲ့ကိုယ့်ဘာကိုထွင်လုံးလုပ်ပြီးတော့ဟောမယ်ဆိုရင်မှန်မှာပေါ့ဖះကဒီလိုပြောထားတယ်ကိုကတမျိုးပြောတယ်တခါတော့ဘုန်းကြီးတို့စီတောင်တခါကြီးတယောက်လာပြီးတော့ပြောတယ်ကာမတဏ္ဍဝတဏ္ဍဝိဘဝတဏ္ဍဆိုပြီးတဏ္ဍသုံးမျိုးကြောက်ကြတယ်နော်အဓိပ္ပာယ်အမှန်ကကာမတဏ္ဍဆိုတာမျက်စိနာနာလျာကာယနဲ့မြင်ရတဲ့အာယုန်ဒီပေါ်မှာတွေ့တာတဲ့တဏ္ဍကာမဂုဏ်အာယုန်ဒီကိုတွေ့တာတဲ့တဏ္ဍကိုကာမတဏ္ဍလို့ဘဝတဏ္ဍကြတော့ထာဝရဘဝအပေါ်မှာဘဝကိုထာဝရရှိစေခြင်းနဲ့တဏှာအဲ့ဒါကိုစာပေကြတော့တတ္တဒိဋ္ဌိနဲ့ရှင်တဲ့တဏှာလို့ဒီလိုခေါ်တယ်။နော်ဘဝအပေါ်မှာထာဝရရှိနေတဲ့ပုံမှာကျင့်တဲ့တဏှာဝိဘဝတဏှာဆိုတာဝိဆိုတာ negative ဘဝကထာဝရရှိနေတာဝိဘဝဆိုတာထာဝရမရှိတာဘဝမရှိတာကိုကြိုက်တယ်ဘဝရှိနေတာကိုကြိုက်တယ်ဘဝမရှိတာကိုကြိုက်တယ်ဘဝတဏှာဆိုတာအတ္တဒိဋ္ဌိအမြင်နဲ့ကြည့်တယ်တဏှာဝိဘဝတဏှာဆိုတာဥစ္စေရဒိဋ္ဌိအမြင်နဲ့ကြည့်တာနော်အဲ့ဒီလိုဟောတာကိုစာပေကျမ်းမှာအဓိပ္ပာယ်ဖွင့်ဆိုပြီးသားရှိတယ်အဲ့ဒီတက္ကတယောက်ကဘာလျှောက်တယ်ဝိဘဝတဏှာဆိုတာကိုလေသူကဝိဘဝဆိုတာတချို့နေရာမှာစီစိတ်ဥစ္စာဆိုတာရှိတယ်လေသူကအဲ့ဒီအဓိပ္ပာယ်ကိုဒါအသစ္စာလုပ်ပြီးတော့ဝိဘဝတဏှာဆိုတာစီစိတ်ဥစ္စာတွေပေါ်မှာတွေ့တာတဲ့တဏှာလို့ယူချင်ပါတယ်ဟာတကကြီးအဲ့လိုယူလို့ပဲရမလဲလို့ဖခင်ကတော့သူကတတ်ပြီးကာမတဏှာတွေမှာပါသွားပြီခုနဟာဟုတ်တယ်မလားစီစိတ်ချမ်းသာဆိုတာလေကာမတဏှာတွေမှာပါတယ်လေအဲ့ဒါကိုထွင်ပြီးတော့ဝိဘဝတဏှာအဲ့ဒီလိုလူမျိုးတွေလည်းရှိသေးတယ်လားဘာပဲဖြစ်ဖြစ်စကလုံးဆိုတာအဓိပ္ပာယ်ကန့်သတ်ထားတဲ့အတိုင်းပဲမှားရတယ်စာပေကျမ်းကမှပြီးသားရှိတယ်အဲ့ဒါကိုအလွယ်ပြောလို့ရှိရင်ဒါမမှန်ဘူးလို့ပြောတာမမှန်ဘူးပြောတာအဲ့ဒီလိုဟာမျိုးတွေအများကြီးရှိတယ်ဟုတ်ပြီအဲ့တော့သူတို့အကိုဟောမယ်ပြောမယ်ဆိုလို့ရှိရင်စာပေကိုသိချလေ့လာစာရမအရာကိုရှင်းဟောတဲ့ကိုယ်အကြိုက်ကိုပြောချင်စာရမတွေလို့ပြောတယ်ဒီလိုတွေးပြီးပြောလို့ရတယ်နော်ကိုယ်အကြိုက်ပြောချင်ပြောလို့ရတယ်ဒါပေမဲ့ကိုယ်အကြိုက်စာဖျားအကြိုက်ဟောချင်မှာဟုတ်မယ်အဲ့တော့ဘုန်းကြီးတို့တွေဟာဓမ္မဒါဘာကြောင့်ပြောရတာလို့ဆိုလို့ရှိရင်နော်အတိညာဖြစ်ဖို့ရအတွက်အကြောင်းနှစ်ခုရှိတယ်အကြောင်းနှစ်ခုဆိုတာအတွင်းအကြောင်းနဲ့အပြည့်အကြောင်းအတွင်းအကြောင်းဆိုတာ internet cause internet condition အပြည့်အကြောင်းဆိုတာ external cause external condition နော် Issata Baheda အကြောင်းဟာနှစ်ခုရှိတယ်ပြည့်တယ်အတွင်းအပြင်နှစ်ခုပေါင်းစားမှရလာတစ်ခုခက်တယ်ဆိုပါတော့အတိညာဖြစ်ဖို့အတွက်အပြင်အကြောင်းကပါတော့တရားနာခြင်းနာထောင်ခြင်းဒါအပြင်အကြောင်းလို့ခေါ်တယ်တစ်ဖက်သားကပြောတာကိုနာထောင်တယ်စာသင်နာရီကနာထောင်တာပဲလေအပြင်အကြောင်းတွေပဲလေဘာသိသင်ကြောင့်အကြောင်းအရာတွေကိုနားထောင်လဲဆိုတာသိယူတာပဲအဲ့ဒါကအပြင်ကြောင့်အတွင်းကြောင့်ဆိုတာကမမကတန်စစ်တတ်မှုပြောနေတော့မယ်ဒီကအပြင်ကြောင့်ကိုပြတော်ခေါ်တာလို့ခေါ်တယ်အပြင်ဘက်ကတင်ပြပြောဆိုတဲ့အကြောင်းအရာတော်ခေါ်တာဖျားဟောရင်ဖျားဟောတဲ့တရားတော်ခေါ်တာအဲ့ဒီပြတော်ခေါ်တာတစ်ခုတည်းနဲ့မရဘူး
ကနေမမှန်ကန်စဉ်းစားတတ်မှုဆိုတဲ့ယောနိတော်တဲ့ကရရှိရ wise attention အဲ့ဒီနှစ်ခုပေါင်းမှပညာစွာရတယ်အကယ်၍အပြင်အကြောင်းကအမှားကိုခေါ်တယ်ကိုကအမှားကိုအမှန်လက်ခံလို့ရှိရင်အမှန်အနေနဲ့ကိုယ်စိတ်နဲ့အကြိုက်တွေ့သွားလို့အမှန်ဖြစ်လက်ခံလိုက်ဒါမစ္ဆရိတိဖြစ်သွားတယ်လွယ်မှားတဲ့အတိတစ်ခုဖြစ်သွားမှန်ကန်တဲ့အတိမရနိုင်အဲ့ဒါကြောင့်မြတ်စွာဘုရားကတရားဟောတယ်သာဓုကံသူနောထမနတိကရောထသူနောထသာဓုကံမနတိကရောထနာဆိုင်ပြီးတော့ထောင်းစိတ်ထဲကတခြားမရောက်အောင်ကျူးဆိုင်ပြီးတော့နှလုံးသွင်းဒါအဲ့ဒီချစ်ပဲပါနားထောင်တဲ့အခါသိချနားထောင်လိုက်မှပြောတယ်ဆိုတဲ့အတိတ်ပဲအရှင်းနေပြီးရင်နားထောင်ပြီးရင်မေ့ပြလိုက်ရမလားနားထောင်ပြီးရင်ယင်တဲ့နှလုံးထဲမှာမှတ်ထားခိုင်နိုင်မှမှတ်ထားဟောထားတဲ့အတိုင်းမှတ်ထားပြီးရင်ပြီးပြီလားမပြီးသေးဘူးစဉ်းစားမြတ်စွာဘုရားကသူဟောတာကိုလက်ခံဖို့ပြောတာမဟုတ်ဘူးနားထောင်ပြီးတော့မှတ်သားပြီးတော့စဉ်းစားပြီးတဲ့အခါကျတော့မှအဖြေထွက်လာလိမ့်မယ်ရှောင်ရမှာလားဆောင်ရမှာလားရှောင်ရမယ်ဆိုရှောင်ဆောင်ရမှာဆိုဆောင်ဒါပဲအဲ့ဒီကြမှာကြိုးဖြစ်မှာနော်နားထောင်တာတုဒ္ဒရှင်းတာကမလွဲရအောင်သူနားထောင်ဧဝမေတုတံသူဒီတိုင်းနားထောင်ခဲ့တာဒီတိုင်းမှတ်သားထားခဲ့ရှင်းတယ်မှာနားထောင်ပြီးတော့ဒါကြောင့်မလို့ဆရာတော်ကြီးတွေနဲ့ပြီးတဲ့အခါတုတံနာယူမှတ်သားဆောင်းထားအပ်ပါပြီစကလုံးနေနဲ့နာယူထားတယ်မှတ်သားထားတယ်နှုတ်သက်ဆောင်းထားတယ်ဒါအမတ္တအရေးကြီးဆုံးပဲပြီးတော့မှအထီးပေါ်မှာစဉ်းစားအထုပပရိခလို့ခေါ်တယ်ဆိုတဲ့အတိတ်ပဲကိုအလေးနဲ့ထားပြီးတော့စဉ်းစားပြီးတဲ့အခါကျတော့အဖြေထွက်လိမ့်မယ်အဲ့ဒီအဖြေတိုင်းလိုက်နာခြင်းတော့လို့ဆိုလို့လေမြတ်စွာဘုရားတရားတော်တွေကအမှန်တမ်းစနစ်ကြတယ်နော်စနစ်ကြတယ်ဘုရားဟောတဲ့တရားတွေကအမှန်တမ်းစနစ်ကြတယ်အဲ့ဒီဘုရားဟောတဲ့တရားထပ်ဖြည့်စရာလည်းမရှိဘူးဖယ်နှုတ်စရာလည်းမရှိဘူးတကယ်အကုန်လုံးပြည့်စုံတော့ကေဝလာပြိပုံနာပြိတုဒ္ဓကေဝလာပြိပုံနာလုံးဝပြည့်စုံပြိတုဒ္ဓလုံးဝအမှားကင်းလို့ဆိုလို့လုံးဝအမှားကင်းသုဖို့ပဲလို့နော်သုဖို့ပဲလို့အဲ့ဒါကြောင့်မို့အခုဒီလေးဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့နောက်ရက်တွေလည်းအဲ့ဒါကိုဆက်ပြီးရှင်းပြပေးမယ်ကမ္မထာအလုပ်စရာအမျိုးစုံရှိတယ်ကမ္မထာရဲ့အာယုခုနကဘာဝနာကမ္မဘာဝနာလုပ်ငန်းရဲ့အာယုတွေက40ရှိတယ်နော်အလုံးတော့ကြောက်ရလိမ့်မယ်ဒီကမ္မထာ40ဆိုတော့ကမ္မထာ40ပါဠိတော်မှာကြတော့ကမ္မထာ38ဖြစ်40ပဲပြအောင်အထက်ကရာတွေမှာကြတော့40ပြတယ်ဘယ်နှခုရှုပ်လျော်နေတယ်ဘယ်နှခုထပ်ဖြည့်ထားတယ်အလောကကတိုင်းနဲ့အကန္တကတိုင်းအဲ့ဒီနှခုထပ်ဖြည့်ထားဘာလို့ထပ်ဖြည့်ထားတော့ဆိုရင်ဒီဘက်စက္ခုရတဲ့ပုဂ္ဂိုလ်ဒီအလောကကတိုင်းကိုပွားရတယ်နောက်တစ်ခါရူပဝဆရာဆံကနေပြီးတော့အရူပဝဆရာဆံကိုတက်တဲ့ပုဂ္ဂိုလ်ကြတော့အကတဖိကိနာတွေအတွက်တော့လိုအပ်ဖို့လည်းလောက်ချီဒါကြောင့်မို့ကမ္မထာဟာ38သို့တော့အဘိဓမ္မာသေညုကျမ်းကနေစပြီးတော့အတိပြုထားတယ်ဝိတ္တုတိမမကမ္မထာ40ကမ္မထာ40အဲ့ဒီကမ္မထာ40လုံးလောက်ရမှာမဟုတ်ဘူးကိုယ့်ရဲ့ choice ပဲကိုယ်ချိန်ထားကြည့်ကိုယ်စိတ်ရိုက်နဲ့ကိုယ်အနေထားနဲ့ကြိုက်တာကိုသုံးဖို့40ဟောထားတာဖြစ်တယ်နော်ကြိုက်တဲ့ကမ္မထာတစ်ခုလုပ်လို့ရ
အဲ့ဒီထဲမှာကမ္မထံ40တဲ့မှာစတုဓာတုဝဝဋ္ဌာနာဆိုတဲ့ကမ္မထံတစ်ခုပါတယ်နော်စတုဓာတုဝဝဋ္ဌာနာစတုဆိုတာလေးဓာတုကဓာတ်ဝဝဋ္ဌာနာက analyze လုပ်တာခွဲခြားစိတ်ချပြီးတော့သိတာခွဲခြားစိတ်ချပြီးတော့သတ်မှတ်တာအဲ့ဒီစတုဓာတုဝဝဋ္ဌာနာဆိုတာအတွဲခေါ်လို့ရှိရင်ဓာတ်ကမ္မထံပေါ့နော်ဓာတ်ကမ္မထံအဲ့ဒီဓာတ်ကမ္မထံဟာသမထရဲပြထားတယ်သမာဓိလုပ်ငန်းအတွက်ဒီဓာတ်ကမ္မထံကိုပေးတာဖြစ်တယ်သို့တော့သူသိရမှာသဘာဝလက္ခဏာတွေပြမှာဆိုတော့ဒီကမ္မထံကပဲနည်းနည်းလေးပြောင်းလိုက်တာလည်းဝိပဿနာဖြစ်တယ်တချို့ကမ္မထံကြတော့6ရ6ပြီးမှတက်လို့ရတယ်အာယုံပြောင်းရမယ်ဒါကြတော့အာယုံပြောင်းစေမလို့ဘူးဒါဥဆက်ရှုခြင်းအဖြစ်ဝိပဿနာလမ်းကြောင်းကိုပြောင်းကူးလို့ရတယ်အဲ့တော့နာရှင်းအောင်ဥပမာတစ်ခုပြောပြမေတ္တာကမ္မထံဆိုတာမေတ္တာကမ္မထံဆိုတာရှုံးနံကိုပွားရတာမဟုတ်ဘူးပုဂ္ဂိုလ်တရားကိုပွားရနာမည်တက်ပြီးတော့မေတ္တာပို့ဟုတ်လားသိသွားတဲ့ပုဂ္ဂိုလ်တော့ပွားလို့မရဘူးသက်ရှိတဲ့ပုဂ္ဂိုလ်မေတ္တာဘာဝနာပွားကမ္မထံအနေနဲ့ပြောတာ object ကိုသိတဲ့ပုဂ္ဂိုလ်အသုံးချလို့မရဘူးနောက်အမျိုးသားဆိုရင်အမျိုးသားပြည့်ပုဂ္ဂိုလ်မျိုးသမီးကလည်းအမျိုးသမီးလိင်တူဖြစ်ရမယ်လိင်ွယ်ပဲဖြစ်ရအောင်ဘာလို့လဲဆိုမေတ္တာကမ္မထံကပျက်စီးသွားနိုင်တယ်ဒါကြောင့်မေတ္တာကမ္မထံဆိုတာကိုနဲ့အခင်မင်းဆုံးတငယ်ချင်းအမျိုးသားဆိုရင်အမျိုးသားတငယ်ချင်းမျိုးသမီးဆိုရင်မျိုးသမီးတငယ်ချင်းအဲ့ဒီပေါ်မှာသူစိတ်ပြေပါစေကျမ်းမာပါစေချမ်းသာပါစေဆိုကိုကြိုက်တဲ့စကားလုံးလေးနဲ့သူမျက်နှာကိုအာရုံပြုပြီးတော့ပွားပုဂ္ဂိုလ်အနေနဲ့ပွားဝိပဿနာပြောင်းပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အနေနဲ့ဆက်သွားလို့မရဘူးအာရုံပြောင်းရမယ်ဒါပေမဲ့လို့ဆိုရင်ဝိပဿနာကပုဂ္ဂိုလ်တရားရှိတယ်လို့လက်ခံထားတာမဟုတ်ဘူးဒါကြောင့်မေတ္တာတော့ရကြတယ်မို့လားဒိဋ္ဌိသအနုပကမ္မသီလဝါဒတတေနတမ္မာနောဆိုအဲ့ဒီဒိဋ္ဌိဆိုတာအဲ့ဒါပြောအဲ့ဒါကိုဖယ်လိုက်ပါတရားဆိုတဲ့အတွေ့အကောင်းနဲ့ဝင်နေတယ်အဲ့ဒါကိုဖြောက်လိုက်မေတ္တာစိတ်ကိုပြောင်းအာရုံပြုလိုက်အာရုံပြောင်းပြရမယ်ဝိပဿနာကုရင်ဒီစတုဓာတုဝဝဋ္ဌာနာကမ္မထံကြတော့အာယုပြောင်းပေးကြမလို့ဘူးဒီအာယုမှာဆက်သွားလို့ဆိုလို့လေနော်ကဲစာပြီးတော့ပြောပြမယ်စတုဓာတုဝဝဋ္ဌာနာဆိုတာဒီကမ္မထံကိုဓာတုမနတိကာရလို့လည်းခေါ်တယ်ဓာတ်ကမ္မထံလို့လည်းခေါ်တယ်ဓာတုကမ္မထံလို့လည်းခေါ်တယ်နော်ဓာတုဆိုတာသူ့ရဲ့တဏ္ဍာမှာရှိတယ်အဓိကဖြစ်တယ်ဓာတ်18ပါလို့မပြောဘူးပထဝီအာဘောတေဇောဝါယောဓာတ်ကြီးသေးပါကိုအဓိကထားပြီးတော့ရှုအောင်ဒါဘုလို့စတုဆိုတာထည့်တာနော်အဲ့တော့ဓာတုကမ္မထံဓာတုကမ္မထံကိုသူကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့အချင်းချုပ်လေးပေါက်ပြီးတော့ရှုလို့ရတယ်နည်းနည်းမရှင်းဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့အကျဲချဲပြီးတော့စဉ်းစားရမယ်နော်ဓာတ်ကမ္မထံအထုတ်ပြီးဆိုလို့ရှိရင်မဟာတတိပဌာန်သုံးမှာဓာတုမနတိကာရဆိုတာပါတယ်အဲ့ဒါအချင်းလေးပြထားတာလို့ဆိုရနော်အဲ့ဒီအချင်းလေးပြထားတာကိုနားထောင်ကြည့်ချုပ်ကလေးပြောမယ်ဆိုရင်ဣမမေဝကာယံယထာထိတံယထာပဏိဟိတံဣမမေဝကာယံဆိုလူတိုင်းအတိအသီဟောဒီခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးကိုပြောတယ်ဣမမေဝကာယံဤငါရဲ့ရုပ်ခန္ဓာကြီးဒီ body ကြီးပေါ့နော်ဒီရုပ်ခန္ဓာကိုယ်ကြီးကိုပဲယထာထိတံယထာပဏိဟိတံနေနေတဲ့အတိုင်းထိုင်တဲ့ပုံစံအတိုင်းလဲလျောင်းနေလဲလျောင်းတဲ့ပုံစံအတိုင်းရက်နေရက်နေတဲ့ပုံစံအတိုင်းလမ်းလျှောက်နေလမ်းလျှောက်နေတဲ့ပုံစံအတိုင်းအဲ့ဒါကိုပြောတာယထာထိတံယထာပဏိဟိတံဒီမြဲအခြေအနေတိုင်းရှိတဲ့ဟောဒီကိုယ်ကာယကြီးကိုဓာတုသောပစ္စဝကတိ
ဓာတ်၄ပါးအားဖြင့်ဆင်ញင်သုံးသပ်တာတဲ့ကိုယ်ကိုယ်မှာဓာတ်၄ပါးအနေနဲ့ဆင်ញင်သုံးသပ်ပါတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ရှားကြည့်တာပေါ့ရှားကြည့်လိုက်တဲ့အခါမှာအတ္တိဣမတမိန်ကာယေဟောဒီငါရဲ့ရှုခန္ဓာကိုယ်ကြီးမှာပထဝီဓာတုအတုံးအခဲအမှားရှိတယ်အာဘောဓာတုအရေးရရှိတယ်ဒေဇောဓာတုပူရာအပူရရှိတယ်ဝါယောဓာတုလှုပ်ရှားတော်လာနေတဲ့လေရရှိတယ်အဲ့တော့ဓာတုသောပစ္စဝကတိဓာတ်ဘောလေးတွေပဲကြည့်ကျန်တာတွေမကြည့်နဲ့မျက်စိတို့နားတို့နှာခေါင်းတို့အဲ့ဒါတွေခွဲမနေနဲ့မခွဲနဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတယ်မာအတုံးခဲမှန်သမျှတဆုထားအရေးပြောနေတာကတခုထားပူတဲ့အရာတွေကတခုထားလှုပ်ရှားနေတဲ့အရာတွေကတခုထားခန္ဓာကိုယ်ထဲမှာရွေးရှားလှုပ်ရှားနေတာတွေရှိဒီမှာပဲအသက်ရှူနေတာတွေရှိတယ်နော်အဲ့တော့ခန္ဓာကိုယ်ကြီးကိုထိုင်နေရင်ကနေပြီးတော့ငါခန္ဓာကိုယ်မှာအတုံးခဲဆိုရှိတယ်အရေးရရှိတယ်နော်အပူရရှိတယ်လေရရှိတယ်ဒါပဲပြန်လှန်လို့ဒီလေးခုတွေပဲစိတ်ကရောက်နေပါစေချမ်းမြောက်စေနေဒီလေးခုပဲရှိတယ်ဆိုတာအပြန်လှန်ကြည့်နေဘယ်လောက်ကြာအောင်ကြည့်ရမလဲဆိုယာဝတတ္တတိညာအန္တရတအတိတရောအားဆိုတဲ့အတွေ့ငါဆိုတဲ့အတွေ့ဒီတဲ့အသေးစိတ်လိုက်ခေါင်းဆိုတဲ့အတွေ့လက်ဆိုတဲ့အတွေ့ဘိုက်ဆိုတဲ့အတွေ့ခြေထောက်ဆိုတဲ့အတွေ့ဒါတွေမှာပါစေနဲ့ဘောပေါက်တယ်နော်အဲ့ဒီအခေါ်အဝေါ်တွေကုန်မေ့ထားလိုက်ပြီးတော့ကိုယ်ခန္ဓာကိုယ်မှာရှိတယ်တုံးခဲတွေရှိတယ်အရေးတွေရှိတယ်နော်အပူတွေရှိတယ်လှုပ်ရှားနေတဲ့လေတွေရှိတယ်ဒီလေးခုပဲအပြညာနာတွေးပြီးတော့ဘယ်လောက်ကြာအောင်လုပ်ရမလဲလို့ဆိုလို့ရှိရင်တတ္တတိညာတရောအားဆိုတဲ့အတွေးတစ်ခုလုံးပျောက်သွားသေးအောင်ငါသူ့တပတ်ယောက်ျားမိန်းမဆိုမရှိအောင်အဲ့ဒီထိအောင်လုပ်ပါမယ်အဲ့တော့အချိန်ပေါင်းထောင်ချီတောင်းချီ million times ပေါ့တန်းချီတော့ခဏလေးနဲ့တော့မရဘူးလေလေးစင်ကိုမောက်ကြမှာပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားတရားအထုတ်ပြီးဆိုရင်အယုကြည်ကြည်အရေးခံကိုမှန်းချက်မရောက်သေးတဲ့မြတ်နောက်ဆုံးနဲ့ဆက်တော့အဲ့တော့မနိုင်ကပါတော့ငါဆိုတာပျောက်သွားမယ်တတဝါဆိုတာပျောက်သွားမယ်အလုံးအဘသူကြည့်လိုက်ဒီလေးခုပဲမြင်နေရဟိုကြားဘူးတယ်မို့လားအယုစုကမ္မထာအထုတ်တဲ့တိဟိုကျောင်းကမထေရကြီးတွေပါစေတီရတောင်ကနေပြီးတော့အနုရဒပူရမြို့တွေကိုဆွမ်းခံကြွလာတယ်လမ်းရောက်တဲ့အခါကျတော့အမျိုးသမီးတူနဲ့လမ်းမဆုံတဲ့အခါမှာအဲ့ဒီအမျိုးသမီးကမထေရကြီးဒီနာမှာလူသူမရှိတဲ့အခါမှာသူကပြုံးပြလိုက်တော့မထေရကြီးကသူ့ကြည့်လိုက်တာသွားရမြင်ရတယ်သူကအယုစုကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်ဆိုတော့အကုန်လုံးသွားရကြီးပဲသွားနေဆက်ပြီးအယုစုကြီးပဲမြန်နောက်ကလိုက်လာတဲ့သူ့ရဲ့အမျိုးသားအရှင်ဘုရားဒီနာတက္ကမတယောက်သွားတာမြင်လိုက်သလားပြီးတော့အဲ့မထေရကြီးဖြေတာကြည့်အေးမြို့သားလားမြို့သမီးလားငါမသိလိုက်ဘူးလေအယုစုကြီးတခုတော့သွားလေဒီနာငါတွေးလိုက်တာတော့အယုစုကြီးသွားတာတော့တွေးလိုက်တယ်အဲ့ဒါသူကမ္မထာအာယုဘလောက်ကောင်းသွားပြီတော့ကြည့်ပေါ့နော်အယုစုလိုပဲမြင်တယ်ဘယ်သူမြင်အယုစုကြီးပဲမြင်တော့အဲ့လောက်ထီအောင်ရှုရမှာလို့ပြောတယ်အဲ့တော့ဆေးရစခန်းနဲ့ရကြပါရအောင်ဆေးရစခန်းကတက်စခန်းလို့ဟုတ်တယ်မလားစိတ်အားမလျှော့နဲ့စိတ်အားလျှော့ကိုပြောတာမဟုတ်လှုပ်နေကိုရကိုတောင်းမယ်လှုပ်နေလို့ရှိရင်ပွန်းပြတ်တော့ပြတ်တော့မှာတနေ့မလှုပ်ဘဲနေတော့ဘယ်မှမရဘူးအဲ့တော့ဆိုလိုတဲ့တိုင်းတာတစ်ခုကယာဝတတ္တတိည
ညာအန္တရာထိုင်ဒီတတော်ဆိုတဲ့အတွေ့ပြောက်သွားသည့်ထိုင်အောင်လုပ်ပါတဲ့နောက်တစ်ခုကဓာတုဝတိနေဝစိတ်တန်ဒိဋ္ဌတိသူစိတ်ထဲမှာဓာတ်လေးပါပဲမြင်တာကျန်တော့မြင်တော့မြတ်စွာဘုရားပေးထားတဲ့ဥပမာလေးတစ်ခုပြောပြဒါဘုရားကိုယ်တိုင်ပေးတဲ့ဥပမာမဟာသတိပဋ္ဌာန်တုတ်ကိုနားထောင်ကြည့်ဖွင့်ကြည့်အဲ့ဒီမဟာသတိပဋ္ဌာန်တုတ်မှာအဲ့ဒီဥပမာနဲ့မြတ်စွာဘုရားဟောတာဓကမထန်ထဲနော်ဘုရားပေးတဲ့ဥပမာပါလဲဆိုရင်နွားသက်သမားတယောက်အမဲသာရောက်တဲ့နွားသက်သမားတယောက်နွားသက်သမားတယောက်ဟာနွားကိုအမဲဖော်ဖို့ဆွဲလာတဲ့အချိန်မှာလည်းပဲသူနွားလိုပဲမြင်တယ်တတ်နေတဲ့အချိန်လည်းနွားလိုပဲမြင်တယ်အကောင်ဖြတ်နေတဲ့အချိန်လည်းနွားလိုပဲမြင်တယ်အရေးစုအကောင်ဖြတ်နေနွားလိုပဲမြင်အေးအမဲသားတွေတုံးတက်ပြီးဆေးပို့လိုက်ပြီးဆိုတဲ့အခါကျတော့နွားဆိုတဲ့အသေးသူကောင်းလည်းမရှိသေးလားအမဲသားရောက်နေတယ်ဟုတ်လားတတ်နေတဲ့အချိန်မှာသူနွားဆိုအမဲသားရောက်တဲ့အချိန်မှာနွားဆိုတဲ့အမှတ်တင်ညာပြောက်သွားပြီအဲ့ဒါမျိုးလို့တတော်ဆိုတဲ့အမှတ်တင်ညာပြောက်ပြီးတော့ဓာတ်လေးပါပေါ်မှာပဲစိတ်ရောက်နေရမယ်အဲ့လိုဆိုလို့ကိုယ်မှာပါရရှိတယ်ဒုံခဲရရှိတယ်ရေးရှိတယ်အပူရှိတယ်လေးရှိတယ်ဒါပဲလေးရှိတယ်ပူရှိတယ်ရေးရှိတယ်ဒုံအပြန်ပြန်လာတာအဲ့ဒါထိုင်ပြီးတော့အာရချိနေပြီတော့ဟိုဆောက်ရွှေဒီဆောက်ရွှေမနေနဲ့ဒီတစ်ခုတည်းပဲလို့ဒါဓာတုကမ္မထာပြောတယ်နော်ဘယ်လောက်ထိအောင်လုပ်ရမှာတော့တတဝါဆိုတဲ့အမှတ်တင်ညာပျောက်သွားသည့်ထအောင်လုပ်အောင်လက်တို့ခေါင်းတို့ခြေတို့ကိုယ်ရင်ကအခေါ်အဝေါ်တွေပျောက်သွားသည့်ထအောင်လုပ်အောင်ဟုတ်တယ်အဲ့တော့ဒါကမြတ်စွာဘုရားဟောတဲ့ဤတိုင်းပြပြတာနော်စားတဲ့ပိတ်တယ်မှာမလွယ်အောင်လို့ဘုံကကိုမှတ်မိနေလွယ်ပြောမှဆိုလို့စားအောင်ပါယူလာတာဓာတုဝဋ္ဌာဏကမ္မထာအဲ့ဒီစားတဲ့အတိုင်းသူ့အတိုင်းဒါလို့ဒါကအချင်းချုပ်ကလေးဒီလေးခုလည်းပဲမှတ်နေတယ်ဘယ်လောက်မှတ်ရမှာတော့ခုနပြောတယ်တရဝါဆိုတဲ့အမသိညာပျောက်သိထီအောင်လုပ်ပါဒါကမ္မထာမယ်ကမ္မထာမယ်ဟိုကမ္မထာနဲ့မှာကမ္မထာတဲ့ရင်နဲ့သမာဓိလေးရလာတဲ့အခါလူကခန္ဓာကိုယ်ရက်ပေါ်သွားတာတို့ခုနလေးသွားတာတွေတို့အခုမြင်ဒီမြင်နဲ့ meditation မူပြီးကြည့်ဖို့အောင်မကုန်နဲ့အဲ့ဒါလမ်းနေလွဲကုန်နေပဲကိုသွားတဲ့လမ်းကြောင်းမဟုတ်ဘူးအဲ့ဒါဇာလား meditation မူပြီးဆိုကြောက်ကြတယ်မဟုတ်လားစိတ်ထဲမှာပေါ်လာတဲ့အရေးတွေရောက်နေပေါ်မှာပျော်မွေ့ပြီးတော့မလို့ကိုဟုတ်လာပြီထွက်လာပြီးတော့ယဟန္တာဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီနဲ့အဲ့လိုတွေဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်ကမ္မထာထုတ်တဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ကျမ်းမာရမယ်နံပါတ်2ကယောသဆောင်မာရမယ်နံပါတ်3ကသရရှိရမယ်သရရှိရမယ်ကျမ်းမာရမယ်ယောသရမယ်အဲ့ဒါသိရေးချတယ်မယုံမသာသူ့သွားလို့ကိုယ်လည်းလိမ့်နေသူကမရဘဲနဲ့ရလိုက်ထင်နေကိုလိမ့်ပြီးနေတတ်သေးတယ်အဲ့လိုမဖြစ်အောင်လုပ်စားတဲ့အတိုင်းပဲမှတ်ထားပြီးဒီနေ့ကြိုးစားရမယ်ဒါကစတုဓာတုဝဋ္ဌာဏတကြံတွေမှာသိဆက်လို့ပေါ့အဲ့ကိုယ်စိတ်ထဲမှာရှုမှတ်နေတဲ့အချိန်မှာငါပြောက်သွားဖို့လုပ်တယ်နော်ဒါကဓကမထံအချင်းအထုံးလေးကဲအချင်းအထုံးလေးတခုပြောပြအချင်းအထုံးလေးကြတော့ဘယ်လိုသွားတာတော့ဆိုအချင်းအထုံးလေးကိုယ်တဏ္ဍမှာရှိတဲ့မာတိဖြစ်စေပြော့သည်ဖြစ်စေတုံးခဲတွေအလုံးတွေ့ကြလိုက်နော်အဲ့ဒီအတုံးခဲမှပြောဆိုတော့ဝါဟာရနဲ့ပြောရင်ဆံမင်းဝိညာဉ်ခြေသက်လက်သက်သွားအရေးအသာအကျော်အယုချင်းသည်အညောနှလုံးအသက်အမေဖြင့်အဆုပ်ဥမဥသိသသစ္စာဟောန
နော်အုံနောက်အဲ့ဒါတွေကတုံးခဲတွေကျွဲအဲ့ဒါကိုပထဝီဓာတ်20လို့ခေါ်တယ်32ခုတာနဲ့သွားတယ်အမြင့်တက်ထားတဲ့ပထဝီဓာတ်20အဲ့ဒါတို့အမြင့်မတက်ချင်ဘူးဆိုလို့ရှိရင်ငါတဏ္ဍာမရှိတဲ့အတုံးခဲအမှမန္တမြဟာအတွင်းအစ္ဆဒယုတ်တွေဖြစ်တယ်ဒါကိုအရင်တွေ့အောင်ရရှာမယ်ဒါပထဝီဓာတ်ကြည့်ပဲကြည့်တာနောက်တစ်ခါထို့တူအဘောဓာတ်ငါတဏ္ဍာမှာရှိအဖြစ်ပြောင်းလဲနေတဲ့ဓာတ်သဘောတွေရှိတယ်ဒါအဘောဓာတ်ကိုကြည့်နောက်တစ်ခါငါတဏ္ဍာမှာအပူအနေနဲ့ဖြစ်နေတဲ့ဓာတ်သဘောတွေရှိတယ်နောက်တစ်ခုကငါရဲ့တဏ္ဍာမှာလေသဘောတက်ရောက်နေတဲ့ဓာတ်သဘောတွေရှိတယ်တစ်ခုချင်းရှိတော့အဲ့ဒီဓာတ်သဘောတွေကိုကိုယ်ကဘယ်လိုထင်နေတာတော့ဥပါဒိဏငါဟာလို့ပဲထင်နေတယ်ငါလို့ပဲထင်တယ်ဟုတ်တယ်မလားဆိုရင်ဆိုရင်ငါဆိုရင်လို့ထင်တာပဲလေအယုဆိုလဲငါအယုလို့ပဲထင်တာပဲလေဒါလည်းငါဒါလို့ထင်တယ်အဲ့ဒီလိုဆွဲလန့်တဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတွေကိုတစ်ခုချင်းအသေးစိတ်ရှိပါတဲ့ကြည့်လာလို့ရှိရင်ကိုယ့်ရဲ့စိတ်ဟာခုနကအမြင်နာမတွေပေါ်မှာမရောက်တော့ပဲနဲ့မာတဲ့အရာအလုံးပေါ်မှာရောက်သွားတယ်အရင်ဖြစ်တဲ့သဘောတရားအလုံးပေါ်မှာရောက်သွားတယ်ဘူးဆိုတဲ့သဘောတရားပေါ်မှာရောက်သွားတယ်လေးဆိုတဲ့သဘောတရားပေါ်မှာရောက်သွားတယ်အဲ့ဒါကြမှာကမ္ဘာထအာယုနော်ဒါအစကရှိသေးတယ်နော်အစရှိသေးတယ်ဓာတ်ကြီးလေးပါကိုစတွေ့တယ်လို့ခေါ်တယ်ဓာတ်ကြီးလေးပါကိုစတွေ့တယ်အဲ့ဒီဓာတ်ကြီးလေးပါကြည့်တယ်ထင်ရှားအောင်စဉ်းစားကြည့်ထင်ရှားအောင်တစ်ခုစဉ်းစားကြည့်လိုက်ကိုယ်မှရှိတဲ့အရာလေးတစ်ခုပထဝီလို့ပြောမဲ့အရာလေးတစ်ခုစဉ်းစားကြည့်လိုက်ပထဝီဆိုတာသူတစ်ခုတည်းတည်နေတာမဟုတ်ဘူးသူတစ်ခုတည်းမချောင်မှာသွားတာမဟုတ်ဘူးဥပမာပဲပေါမုံထုံးဆိုတာကိမုံတုံးလို့ပေါမုံတုံးလို့တည်နေကြတာပဲအဲ့လိုအတုံးမဖြစ်ခင်ပါလေရှိတယ်အမှုန့်နေမလားခြုံမှုန့်နေမလားခြုံမှုန့်နေအဲ့ခြုံမှုန့်တွေကိုရှည်နဲ့ထည့်ပြီးတော့နေလိုက်တဲ့အခါမှာအတုံးဖြစ်တာလေအဲ့တော့ကိုယ်ခန္ဓာကိုယ်မှာရှိတယ်ခေါင်းပဲဖြစ်စေလက်ပဲဖြစ်စေခြေထောက်ပဲဖြစ်စေအတုံးခဲဖြစ်နေတဲ့အရာတွေဒီပထဝီတွေဟာဘလောက်ထိအောင်ပထဝီရဖြစ်တာတော့ရုပ်အမှုန့်လေးတွေငါတို့ကဟုတ်တယ်မလားအဲ့ဒီအမှုန့်လေးတွေအသေးဖွဲအမှုန့်လေးတွေကိုအဘောကစုစည်းလို့ခေါင်းဆိုတဲ့ပုံသဏ္ဍာန်ဖြစ်တယ်၊နှရွက်ဆိုတဲ့ပုံသဏ္ဍာန်ဖြစ်တယ်၊နှာခေါင်းဆိုတဲ့ပုံသဏ္ဍာန်ဖြစ်တယ်မုံညက်ကိုရေးနဲ့လုပ်ပြီးတော့အယုတ်လုပ်ချပါလားဒီတိုင်းဖြစ်ပါပဲလေအခုခေတ်ရုပ်ထုတဲ့လူတွေပြေဖြူနဲ့ပဲဖြစ်စေပလားစတာနဲ့ပဲဖြစ်စေအဲ့ဒါကိုပေါင်းပြီးတော့မှဒီရုပ်ဖြစ်လာတာလေအဲ့ဒီတိုင်းပဲပထဝီဆိုတဲ့အလုံးခဲတွေမှန်သမျှဟာသူတစ်ခုတည်းမဟုတ်ဘူးပါနေတော့ဒီလိုအတုံးခဲဟာငကိုယ်တော့ကအမှုန့်လေးတွေအဲ့ဒီအမှုန့်လေးတွေကိုအဘောကနေစုစည်းပေးလိုက်တယ်ဒါအဘောရဲ့အလောက်ကစုစည်းပေးလိုက်တယ်တေဇောကနေမာလာအောင်ထိမ့်ပေးလိုက်တယ်အဘောစုစည်းပေးတာကိုတေဇောဥပမာပေါင်းမုံကိုဖြောလိုက်တဲ့အခါပြောစီနာအဲ့ဒါကိုပြီးပြီးနဲ့အပုပေးလိုက်တဲ့အခါကျတော့မာသွားတယ်မဟုတ်လားပုံသဏ္ဍာန်မပြည့်ဖြစ်တယ်အဲ့လိုပဲတေဇောကနေထိမ့်သိဆော့ဆော့ပေးတယ်ဝါယောကနေတွန်းကပ်ပေးထားတယ်ဒီအလုံးသဏ္ဍာန်မပြည့်တွန်းကပ်ပေးထားတယ်အဲ့တော့ပေါင်းမုံလုံးလေးဟာလှလှပပဖြစ်တယ်ကိုယ်ခန္ဓာကိုယ်ရဲ့ဒီတိုင်းပဲခေါင်းတို့နဲ့ရွယ်တို့နှာခေါင်းတို့မျက်နှာတို့ဘာလို့အကုန်လုံးဟာထိတက်ကြီးလေးပါစုပြီးတော့နော်ပထဝီဆိုတဲ့အမှုန့်ဓာတ်တွေကိုအဘောကစုစည်းပေးတယ်တေဇောကအထိမ့်သိမ်းဆော့ဆော့ပေးတယ်ဝါယောကတွန်းကန်လှုပ်ရှားပေးထားတယ်ဒါကြောင့်မို့ဒီပုံစံလေးကမပြတ်ဖက်နဲ့ဖြစ်နေတယ်အဲ့ဒီချိန်မှာ
မျက်စိလည်းလမ်းမှားသွားတယ်အနုဘုဆိုရင်အာဘောမပါဘူးဆိုရင်ပြိုကြတော့နော်တေဇောမပါဘူးဆိုရင်မပါဘူးဝါယောမပါဘူးဆိုရင်မထိန်နိုင်ဘူးဒီပုံအခုကိုယ်ရှိမှမြင်နေရတဲ့ဗတ်မွက်လေးတွေလည်းဒီတိုင်းပဲကြည့်လိုက်တာအမုတ်လေးတွေကိုစုလိုက်တာဘယ်သူကစုလို့အာဘောကစုတယ်အာဘောကစုတယ်ဒီပုံစံမပြတ်အောင်တေဇောကြောင့်မာလာတယ်တရံလေးဟာဝါယောချောင်းဒီပုံစံမပြတ်ရှိနိုင်တယ်အဲ့ဒါပန်းလေးတစ်ပွဲဟာပထဝီအာဘောတေဇောဝါယောရှိတယ်ဆိုမြင်အောင်ကြည့်ရမယ်ဒီပန်းလေးမှာနော်ဘေးရပဲဖြစ်ဖြစ်အလုံးချဲကြည့်တိုက်ကြည့်ပဲဖြစ်ဖြစ်သရဝပဲဖြစ်ဖြစ်ဣဇဒပဲဖြစ်ဖြစ်ဗေဒပဲဖြစ်ဖြစ်အလုံးအဲ့ဒီပုံစံနဲ့ဖြစ်နေတယ်အဘောကစုစည်းပေးထားတဲ့တေဇောကြောင့်မာလာတယ်ဝါယောချောင်းပုံစံမပြတ်ဖြစ်နေတယ်ဆိုတာဘေးရပဲဖြစ်ဖြစ်အလုံးဒီတကြီးတွေပါပဲဆိုမြင်အောင်ကြည့်ရတော့ပေါက်တယ်နော်အဲ့ဒီမှာဒီတက်ကြီးလေးပါအခုလိုစုစည်းထားတဲ့အခါကျတော့ပုံဆောင်ခဲဖြစ်လာပုံဆောင်တဲ့ယုတ်တနာပုံစံအမျိုးလို့တော့ကြည်မြင်လေးတွေကြတော့ဒါစပင်းနဲ့ပုံဆောင်သွားတာနော်ညခုံးနဲ့မျက်လုံးနဲ့လက်ရွက်နဲ့နှာခေါင်းနဲ့ခေါင်းနဲ့လက်နဲ့ပုံဆောင်သွားတာလေးဒါလေအလုံးဒါပဲပုံဆောင်သွားတာဟွာတော့ပန်းနဲ့ဒါကပန်းပွင့်ဒါပန်းအယိုးဒါကပန်းအရွက်ဟောပုံဆောင်ထားတာလေကုန်ပါဒါကြည့်လိုက်ပါရဲ့ပုံတရံလေးရဲ့ပုံဖော်ထားမှုကြောင့်မို့လို့လောကမှာပုံစံနေမျိုးဖြစ်နေတယ်ဒါကမျိုးသားတယ်ဒါကမျိုးသမီးတယ်ဟုတ်လားဒါကအဝတ်ထဲနဲ့ဆိုပြီးတော့လောကကြီးမှာအဲ့ဒီလိုမျိုးစိတ်ကိုချမ်းစီတရားတွေဖြစ်လာတယ်စိတ်ကိုချမ်းစီတရားဖြစ်လာတော့ပါဠိတို့ပွာလာတော့ဆိုလောဘတွေတို့ပွာလာတယ်ဒေါသတွေတို့ပွာလာတယ်အကယ်၍ဓာတ်လေးပါးအတိုင်းသာထားမယ်ဆိုရင်လောဘလည်းဖြစ်စရာမရှိဘူးဒေါသလည်းဖြစ်စရာမရှိဘူးဟုတ်တယ်မလားဒီကကမ္မထာအားထုတ်တယ်ဆိုတာဖြစ်နေတဲ့လောဘကိုမဖြစ်အောင်တာဖြစ်လာမဲ့ဒေါသကိုမဖြစ်အောင်တာအမှန်မသိတဲ့မောဟမဖြစ်အောင်လုပ်ထားပဲဖြစ်တယ်တခုကဒီ subjugate လုပ်တယ်တစ်ဖက်ကိုဖြည့်ဆည်းတယ်တစ်ဖက်ကိုတိဆောက်တယ်ကမ္မထာလို့ဆိုတာနော်မာနေတာကိုပဲဖြစ်ပြီးတော့အမှန်ကိုတိဆောက်တာကိုမာလာပြီယောက်ျားမိန်းမခေါင်းချေလက်ဆိုတာတွေကအထင်နဲ့မာနေတာလေအဲ့ဒီမာနေတာကိုဒါကြည့်လေပါဆိုရင်အမှန်ပဲကိုဒါကို absolute truth လို့ခေါ်တယ် absolute truth အဲ့ဒီတဲ့ပို့ပြီးတော့သိစိတ်เสียဖြစ်တော့ဒါနောက်ဆုံးမှပဲနော်ဒါစိတ်เสียလို့နောက်ဆုံးမှဒါကြည့်လေပါဟုတ်ကဲ့မှာပါရှိတော့နောက်ဆုံးအမှန်ရအောင်လို့အဲ့ဒီအမှန်ကနေတဖြည်းဖြည်းပြောင်းလဲလာတဲ့အခါမှာဒါကသူ့ဒါငါနဲ့မတည့်တဲ့လူဒါကပါညာဟောလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်ကိလေသာအတ္တဝါတွေပွားပြီးတော့ရွှေဆိုတာနဲ့ရှောင်းတော့ဆိုတာနဲ့ဒါနဲ့ကြည့်မယ်ဆိုရင်တူတူရမနေဘူးလားအဲ့ပဲရွှေကြတော့မဲ့မောတဲ့လူတွေရှောင်းတော့ကြတော့မလို့ချုံရွှေကြတော့လို့ချုံဘာဖြစ်လို့ပုံဆောင်ထားတာလေပုံဆောင်တာပြီးတော့လူလောကမှာဒါတမိုးရှိတယ်ဆိုအမှတ်တင်ညာဒါတမိုးမရှိဘူးဆိုတဲ့အမှတ်တင်ညာအဲ့ဒီအမှတ်တင်ညာတွေရဲ့ဒီလှုပ်ဆောင်မှုကြောင့်ဒါကရှိတာအပြီးမတူတာတမိုးရှိတာတမိုးမရှိဘူးဆိုလူတွေကသတ်မှတ်တော်တာသတ်မှတ်တော်တဲ့အလိုက်မှာလောဘတွေလိုက်ဖြစ်နေကြတယ်အဲ့ဒီသဘောကိုပြောတာပဲနော်အဲ့တော့ကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေလဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်မသိတဲ့မောဟကြောင့်ဘုလို့လောဘဒေါသတွေဖြစ်ရတယ်နောက်တစ်ခုရေးဆိုတော့နေ့စဉ်တော့သုံးနေကြတဲ့ရေးကြတော့ကြည့်ဒီရေးဆိုတဲ့စုစည်းတတ်တဲ့သဘောလေးကိုရှုသကတာအပဒနာကာရဖုတာပါဠိလိုရေးထားချင်နော်စုစည်းတာ
ဥမာပဲအောင်မုံကိုရေအောင်မုံခြုံမုံတွေကိုရေထည့်လိုက်တဲ့အခါကျတော့အဲ့ဒီအမုံလေးတွေကဆူဆီပြီးသားဖြစ်သွားတယ်ဘယ်သူကဆူဆီလိုက်တာလို့ရှေးကဆူဆီလိုက်တာအကယ်၍ရေမရှိဘူးဆိုဒီအလုံးလေးတွေကတစ်ခုတည်းတစ်ခုကပ်မှာမဟုတ်ဘူးလေဒါမှမဟုတ် cohesion လို့လည်းပြောတာပြန်အာဘောဆူဆီပြီးအဘဒနာဆူအဲ့ဆူလိုက်ပြီးတော့ဆူထားတဲ့အခါမှာဒီစုတဲ့သဘောတရားကဘယ်မှာရှိတာတော့ဆိုပထဝီဆိုတဲ့အပါကပေါ်မှာရှိတယ်အဲ့ဒီမှာတေဇောရဲ့ထိမ့်သိမ်းဆောရှောမှုဝါရောရဲ့တွန်းကန်မှုချောင်းမှုလို့ရှုကြပြောက်ွယ်မသွားပဲနဲ့စုစည်းထားတဲ့အတိုင်းရှိနေရတယ်အဲ့တော့ရေထဲမှာလည်းဓာတ်ကြီးလေးပါပဲနော်ဓာတ်ကြီးလေးပါရှိတယ်အဲ့ဒီကြတော့ရှိတတ်တယ်ညာလာတဲ့အခါလူခဏကွာပါတော့ဖောင်းမောင်းအီအဝါဆိုလေးဖြစ်လာတယ်အဲ့အဘောဓာတ်တက်လာတယ်အဲ့ဒါကိုပဲသွားပြီးတော့တွေ့တာပြန်ရုပ်နေတာပြန်ရုပ်လာတယ်ဝါတယ်နဲ့ဖြစ်လာတယ်အဘောဓာတ်ကတရုပ်ဆောင်နောက်တစ်ခုကတိဇောဓာတ်ဆိုတာစားတဲ့အစားတွေကိုကြည်သွားစီတယ်ပေါ့အပူဓာတ်အဲ့ဒီအပူဓာတ်အဲ့ပဲပထဝီပေါ်မှာယက်တည်နေတာဖြစ်တယ်အဘောကဆုစီပေးထားတာဖြစ်တယ်ဝါရောဆိုတဲ့ထောက်တွန်းကထားလို့ဒီပုံပန်းတန်တာဟာအရှင်းအောင်ဟာလှပတဲ့အသွင်ကိုဆောင်းလာတယ်နော်ရှင်းကျက်လာတဲ့အခါကျအယောင်ရင်းတွေကွပြချနာလာတယ်ဒီပန်းလေးတွေဆိုမတူဘူးအရွက်ကလေးတွေဆိုမတူဘူးအသွင်တရံတွေပြောင်းလဲပြီးတော့ဆောင်းလာတယ်အဲ့ဒါပုတ်ပြီးတော့မသွားဘူးရှိထားတဲ့အနေတစ်ခုတည်းကပုတ်မသွားတာတေဇောရဲ့ဆွမ်းဆောင်မှုလို့ဒီလိုခေါ်တယ်နောက်တစ်ခုကဝါယောဓာတ်တို့ခန္ဓာကိုယ်လေးတစ်ခုနဲ့တစ်ခုဆက်သွယ်နေအောင်လေကနေပြီးတော့ပို့ဆောင်ပေးနေတယ်အဲ့ဒီဒီဆိုတဲ့ဝါယောဓာတ်ဟာပထဝီပေါ်မှာတည်နေတယ်အဘောကဆူဆီပေးထားတယ်ဒီဇောကထိတ်သိမ်းဆောရှောက်ပေးထားတယ်ဒါကြောင့်မို့လို့ဒီဝါယောဓာတ်ဟာလည်းပြိုကျပျက်စီးသွားတာမရှိဘူးဝါယောကိုအကြောင်းပြုပြီးတော့လူတွေဟာလှုပ်ရှားသွားလာပြောဆိုနိုင်တာဖြစ်တယ်နော်လှုပ်ရှားသွားလာတာလက်လှုပ်တယ်ခြေလှုပ်တယ်စကားပြောတယ်ဆိုတဲ့ဟာတွေအဲ့ဒီဟာတွေကဝါယောဓာတ်ရဲ့စွမ်းအားနဲ့ဖြစ်လာတာလို့အဲ့ဒီလိုအသေးစိတ်တစ်ခုစီပြန်ရှုတာတခုချင်းတစ်ခုချင်းဆိုတာကမ္မထံဆိုတာဝိပဿနာကမ္မထံဆိုတာကမ္မထံမှာအာယုတစ်ခုတည်းပေါ်မှာစိတ်ဆိုင်ထားတာဒါကြတော့ဓာတ်ကြီး၄ပါးဆိုတဲ့အရာပေါ်မှာစိတ်ဆိုင်ထားတာဒါကြောင့်ဟိုကကြည့်ရင်သူ့ကိုသမထကမ္မထံလို့လည်းခေါ်လို့ရတယ်ဓာတ်ကြီး၄ပါးအပြင်မရောက်စေပဲနဲ့ဓာတ်ကြီး၄ပါးအတွင်းပဲစိတ်ဆိုင်ထားတယ်ဧကကတ one pointednessအယုတစ်ခုတည်းပေါ်မှာသူထားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်တိုးတော့တစ်ခုနဲ့တစ်ခုဟာတော့ဝါချင်းမတူကြဘူးမတူတာလေးကခွဲလို့မရအောင်ပေါင်းစပ်ထားတယ်ပထဝီတေဇောဝါယောတိတက်ကြီးတွေပါကိုခွဲထားလို့ရပါလားညခွဲကြည့်ပါလားပေါင်းမုံတစ်ခုရေကိုဖယ်ထုတ်လိုက်အမုံလေးဖယ်ထုတ်လိုက်အပူလေးဖယ်ထုတ်လိုက်ချက်တိလို့ရပါမလားရနိုင်ဘူးမြို့မုံလေးအထီအောင်ဓာတ်ကြီးတွေပါအဆုစီထားတာဒီပန်းပွင့်နိုင်မှာလည်းဓာတ်ကြီးတွေပါအဆုစီထားပြီးသားဖြစ်တယ်အချိုးချပေါင်းစပ်ထားတဲ့အခါမှာဗျာတခါပထဝီကညာနေတာရှိတယ်တခါအာဘောကညာတာရှိတယ်တခါဝါယောကညာတာရှိတယ်တခါတိဇောကညာတာရှိတယ်အားလုံးဟာရုပ်ဝတ္ထုမှန်တယ်ဗျာဒီလေးခုပေါင်းစပ်ထားတာပဲလို့တွေ့အောင်ရှာအဲ့ဒါမှတရားတွေ့ပဲဆိုဖြစ်မှာနော်ဒီရသော်ရဟောတဲ့ဒီတရားကိုတွေ့အောင်ရှာရမယ်ဒါကတရားတွေ့တာဟာဒါကိုဘာဝလက္ခဏာရှိတော့ငါတွေ့တာဒါပထမအဆင့်ပဲရှိသေးတယ်ညတပြိညာလို့ခေါ်တယ်သိရမယ်ဟာသိတာပဲရှိသေးတယ်ဝိပဿနာမရောက်သေးဘူးနော်ဒါဝိပဿနာမဟုတ်သေးဘူးသို့တော့ကိုယ်တဏ္ဍမှာဒါလေးပါတွေ့ပြီလားဆိုတာအဓိကကြတယ်အဲ့ဒါကိုရင်ကျိုးစားအဲ့ဒါကြောင့်ဘုဒီကနေ့ပထမအဆင့်အနေနဲ့
ဒါလေးပါကိုတွေ့အောင်ပြီးတော့ခင်းနေရှာရှာကြီးသိတဲ့သိလာအောင်ကြည်ကြပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း